ကြာတာပတိနေဖွာများဇွန်လတလတာအနှစ်ချုပ်ဒီဇွန်လဟာကြာတာပတိသားသမီးတွေအတွက်ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့လူမှုဆက်ဆံရေးအခွင့်အလမ်းများပြည့်နှက်နေတဲ့လလို့ဆိုရမှာပါဘဝရဲ့အချို့သောခန္ဓာတွေမှာတိုးတက်မှုတွေတိတိတတ်တာဖြစ်ပေါ်လာနိုင်ပေမဲ့အလင်းစလိုဆုံးဖြတ်ချက်ချခြင်းကိုတော့ရှောင်ကျဉ်သင့်ပါတယ်အခုလရဲ့ခေါင်းစဉ်ကတော့ပညာနဲ့တီးခန့်ခြင်းဖြင့်အောင်မြင်မှုတကားဖွင့်ခြင်းပါလဆန်းပိုင်းမှာစိတ်ရှုပ်ထွေးဖွယ်ရာအခြေအနေတွေကြုံရနိုင်ပေမဲ့စနစ်တကျစီစဉ်ဆောင်ရွက်နိုင်ရင်လက်ကုံပိုင်းမှာချီးကျူးခံရမှုဆုလက်များရရှိနိုင်ပါတယ်ချစ်ချင်းမေတ္တာနှင့်ဆက်ဆံရေးကြာတာပတိသားတို့ဟာပင်ကိုယ်သဘောအရရိုးသားဖြောင့်မတ်ပြီးချစ်ရသူကိုတစ္ဆာရှိသူများဖြစ်ပါတယ်ဇွန်လမှာအိမ်တော်ရေးအစဉ်ပြေချုံးမွေးမှုကပိုမိုကောင်းမွန်လာနိုင်ပြီးတကိုယ်တော်များအတွက်အချစ်ဦးစတင်ဖို့အခွင့်အလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်အိမ်တော်သည်များအိမ်တော်ဖက်နဲ့ယဉ်နီးမှုပိုရစေမဲ့အတူတူခရီးထွက်ဖို့ဒါမှမဟုတ်ဝါသနာတူတဲ့လှုပ်ရှားမှုတစ်ခုခုလုပ်ဖို့အချိန်ကောင်းပါတကိုယ်တော်များပညာရေးဘာသာရေးအခမ်းအနားတစ်ခုခုမှာစိတ်တူကိုယ်တူလက်တွဲဖော်ကောင်းတူနဲ့စုံစည်းခွင့်ရနိုင်ပါတယ်ဆောင်ရန်ချစ်ရသူရဲ့အမြင်ကိုအလေးနဲ့ဌာနထောင်ပါလက်ဆောင်သေးစားလေးတွေပေးခြင်းအဖြစ်စိတ်ချမ်းသာမှုပိုရစေပါမယ်ရှောင်ရန်လက်ွယ်နေ့များဇွန်လ6ရက်နဲ့21ရက်မှာအတိတ်ကိစ္စဟောင်းတွေပြန်မဆွေးနွေးပါနဲ့စီးပွားရေးနှင့်အလုပ်ကိုင်ဇွန်လဟာကြာတာပတိသားသမီးတွေရဲ့အသက်မွေးဝမ်းကြောင်းအတွက်အလှည့်အပြောင်းကောင်းတဲ့လဖြစ်ပါတယ်လဆန်းပိုင်း1ရက်မှ15ရက်အဖွဲ့လိုက်လှုပ်ဆောင်ရတဲ့ project တွေမှာကြာတာပတိသားတို့ရဲ့တရားမျှတမှုနဲ့တန်တမန်ဆက်ဆံရေးစွမ်းရည်ကထွန်းလင်းပါလိမ့်မယ်ဤကာလအတွင်းလုပ်ဖို့ကိုင်ဘက်တဦးထံမှအရေးကြီးအကူအညီတစ်ခုရနိုင်ပါတယ်လကုံပိုင်း16ရက်မှ30ရက်ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများအတွက်အမျက်အစိုးမြင့်မာတဲ့စာချုပ်အသစ်တွေရရှိနိုင်ပါတယ်။ဝန်ထမ်းများအတွက်လည်းယာထူးတိုးခြင်းသို့မဟုတ်လစာတိုးခြင်းအတွက်အကဲဖြတ်ခံရမှုကောင်းနိုင်ပါတယ်။ဆောင်ရန်ယင်းနှမြုပ်နှံမှုတစ်ခုခုစတင်မယ်ဆိုရင်ဇွန်လ10ရက်နောက်ပိုင်းကိုစောင့်ဆိုင်းပြီးမှလုပ်ပါ။ရှောင်ရန်ဇွန်လအတွင်းငွေစုငွေရင်းကိုထုတ်ယူပြီးမလိုအပ်ဘဲသုံးစွဲခြင်းမျိုးမလုပ်ပါနဲ့။ကျန်းမာရေးနှင့်သတိပြုရန်ကြာတာပတိသားတွေဟာများသောအားဖြင့်ကျန်းမာရေးကောင်းမွန်ပေမဲ့ဇွန်လမှာအောက်ပါအချက်တွေကိုအထူးဂရုစိုက်ဖို့လိုပါတယ်။အဓိကဂရုစိုက်ရမယ့်ကျန်းမာရေးအသည်းနဲ့အဆစ်အမြစ်များဖြစ်ပါတယ်။ကြာရှည်ထိုင်နေခြင်းကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကြောင့်ခါးနာခြင်းလည်ပင်းတောင့်ခြင်းတွေဖြစ်တတ်ပါတယ်။ဆောင်ရန်နနက်ခင်းလမ်းလျှောက်ခြင်းစံတန်လေ့ကျင့်ခန်းများပုံမှန်လုပ်ပါအစိမ်းရောင်ဟင်းသီးဟင်းရွက်များများစားပါ။ရှောင်ရန်အရက်နှင့်အစီများသောအကျော်အလော်များနှောင့်ညအိတ်ခြင်းကိုတတ်နိုင်သမျှရှောင်ပါဇွန်လအတွက်ကံကောင်းစေမဲ့အရာများကံကောင်းသည့်အဆောင်လက်ဖွဲ့များအဝါရောင်ကြောက်မြတ်ယတနာများဥတဖျားစိန်ဝါကြွယ်ရုပ်တုသို့မဟုတ်ပညာအဆောင်လက်ဖွဲ့များကံကောင်းသည့်နံပါတ်များ36နှင့်9ကံကောင်းသည့်အယောင်များအဝါရောင်နှင့်လိမ္မော်ရောင်